စစ်အင်အားရဲအင်အားလူထုအင်အားစုစည်း၍အကြမ်းဖက်သမားများကိုနှိမ်နင်းမိဟုအကြမ်းဖက်မင်းအောင်လှိုင်ကြွေးကြော်ပင်အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကစစ်အင်အားရဲအင်အားလူထုအင်အားစုစည်း၍အကြမ်းဖက်သမားများကိုနှိမ်နင်းမိသည့်ကြောင်းရမန်နှင့်နေပြည်တော်တွင်ပြုလုပ်သောစစ်ကော်မရှင်အစည်းအဝေးတွင်ထုတ်ဖော်ကြွေးကြော်ပါသည်ပြည်သူလူထုတည်ငြိမ်ရေးချမှုကိုအပြည့်အဝခံစားနိုင်ရင်တပ်မတော်၏အင်အားမြန်မာနိုင်ငံရဲတပ်ဖွဲ့၏အင်အားပြည်သူလူထု၏အင်အားများစုစည်း၍အကြမ်းဖက်သမားများကိုနှိမ်နင်းရမည်ဖြစ်ကြောင်းတိုင်းဒေသကြီးနှင့်ပြည်내ဝန်ကြီးချုပ်များအနေဖြင့်မိမိတို့ဒေသအလိုက်တည်ငြိမ်ရေးချမ်းရေးလုပ်ငန်းများကိုအောက်ချုပ်မှုနည်းလမ်းစီမံခန့်ခွဲမှုနည်းလမ်းများဖြင့်ပေါင်းစပ်ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့်နောင်တက်လာမည့်အစိုးရအတွက်အထောက်အကူပြုစေမည့်လုပ်ငန်းများအားလုံးကိုဆောင်ရွက်ပေးသွားကြရန်လိုကြောင်းမင်းအောင်လှိုင်ကဆိုပါတယ်။ရင်းအပင်ဒေတာအလိုက်လုံခြုံရေးနှင့်တည်ငြိမ်ရေးချမ်းရေးလုပ်ငန်းများကိုတပ်မတော်မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်တာဝန်ရှိသူများအားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းထို့သို့ဆောင်ရွက်ရာတွင်ဒေတာတွင်နေထိုင်သည့်တည်ငြိမ်ရေးချမှုကိုလိုလားသောပြည်သူများ၏အားဖြင့်ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းတည်ငြိမ်မှုမရှိသည့်ဒေတာများတွင်လက်နက်ကိုင်၍အကြမ်းဖက်လုံရိုက်များဆောင်ရွက်မည်သည့်အဖွဲ့အစည်းများသည်၎င်းတို့၏ကိုကြိုးအတအတွက်မူရစ်စေဝါထုတ်လုပ်ရောင်းချခြင်းများဒေတာအလိုက်ထွက်ရှိသည့်တယံဇာတပစ္စည်းများကိုတရားမဝင်ထုတ်ယူခြင်းများဖြင့်အဓမ္မကိုကြိုးစည်းဝါးရှာခြင်းများကိုလှုပ်ဆောင်နေကြခြင်းဖြစ်ကြောင်းမင်းအောင်လှိုင်ကပြောဆိုပါတယ်။ထို့ပြင်အကြမ်းဖက်မင်းအောင်လှိုင်ကစစ်တပ်၏ရွေးကောက်ပွဲသည်အောင်မြင်သောရွေးကောက်ပွဲဟုခေါ်ဆိုလိုက်ပြီးအချို့သောနိုင်ငံရေးအရသဘောထားမတိုက်ဆိုင်သူများကရွေးကောက်ပွဲတွင်ပါဝင်မှုမရှိကြောင်းထုတ်ဖော်ပြောဆိုပါတယ်။တနိုင်ငံလုံးအနေဖြင့်စန္ဒမဲပေးခွင့်ရှိသူ24တန်းကျော်အနက်စန္ဒမဲပေးသူ73.14တန်းကျော်ရှိရဲ့တဲ့စန္ဒမဲပေးမှုရာခိုင်နှုန်းမှာ54.22ရာခိုင်နှုန်းရှိကြောင်းနိုင်ငံတကာရေကောက်ပွဲများကိုလေ့လာကြည့်ရာတွင်ထုတ်ပြန်ထားသည့်စာရင်းများအရ2025ခုနှစ်နှင့်အနည်းဆုံးကာလများတွင်အထွေထွေရွေးကောက်ပွဲများကိုတကောနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့ပြီးနိုင်ငံပေါင်း90၌မဲပေးမှုရာခိုင်နှုန်း54ရာခိုင်နှုန်းကျနည်းပါးကြသည်ကိုတွေ့ရကြောင်းထို့ကြောင့်မိမိတို့နိုင်ငံတွင်ကျင်းပပြုလုပ်သည့်ယခုရွေးကောက်ပွဲပြီးအောင်မြင်သည့်ရွေးကောက်ပွဲတစ်ခုဟုပြောနိုင်ကြောင်းမင်းအောင်လှိုင်ကလိုရာဆွဲ၍ပြောဆိုသွားပါတယ်။မင်းအောင်လှိုင်ကမကြာမီလွတ်တော်ခေါ်ယူ၍အစည်းအဝေးကျင်းပမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။